လူတွေတော်တော်များများဟာဖယားတခင်နဲ့ချိတ်ဆက်ကြကြတယ်ဖယားတခင်ရဲ့အတန်ကိုအားလုံးကြားကြကြတယ်ဖယားထံကလာတဲ့ယူပါယုံတွေကိုမြင်ကြကြတယ်ပြီးတဲ့အခါမှာဖယားတခင်ထံကလာတဲ့ကောင်းကင်တမန်တွေနဲ့အလုပ်လုပ်ကြကြတယ်ကောင်းကင်တမန်တွေကိုမြင်ကြကြတယ်ဒါပေမဲ့လူတွေတော်တော်များများကတပြိုင်နက်တည်းမှာဖယားတခင်ထံကလာတဲ့ဖယားရဲ့အတန်ကိုကြားဖို့ယူပါယုံတွေကိုမြင်ရဖို့ဖယားတခင်နဲ့ချိတ်ဆက်ဖို့ကောင်းကင်တမန်တွေနဲ့အဆက်အသွယ်လုပ်ဖို့ကောင်းကင်တမန်တွေမြင်ရဖို့ရန်အတွက်သူတို့ဟာ meditation ကိုမလုပ်တတ်ကြဘူးဖြစ်တယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော်အနေနဲ့ဖယားတခင်ရဲ့အတန်ကိုသင်ကြားရဖို့ရန်အတွက်ဖယားတခင်နဲ့သင်ချိတ်ဆက်ဖို့ရန်အတွက်ဖယားတခင်ထံကလာတဲ့ယူပါယုံတွေဖယားတခင်ထံကလာတဲ့ vision တွေကိုသင်မြင်ရဖို့ရန်အတွက်ဖယားရဲ့ကောင်းကင်တမန်တွေနဲ့သင်အလုပ်လုပ်ဖို့ရန်အတွက်ဘယ်လိုမျိုး meditate လုပ်ရမလဲဆိုတာကိုကျွန်တော်အနေနဲ့ဒီနေ့မှာသင်ကိုပြောပြသွားချင်တာဖြစ်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဂျွန်နသန်ရေးပါ New Revelation Transforming Life ဒီနေ့မှာအားလုံးကိုကျွန်တော်အနေနဲ့ဘာကြောင့်ပြောပြမလဲဆိုရင်ဖယားတကယ်အတန်ကိုသင်ကြားဖို့ဖယားနဲ့ချိတ်ဆက်ဖို့ဖယားထံကလာတဲ့ယူပါယုံတွေသင်မြင်ရဖို့ကောင်းကင်တမန်တွေကိုသင်မြင်ရပြီအဲ့ဒီကောင်းကင်တမန်တွေနဲ့သင်အတူတူအလုပ်လုပ်ဖို့ meditate ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးပဲတမန်ကျမ်းစာထဲမှာတမန်တော်ဝတ္ထုအခန်းကြီး30မှာပါတဲ့အကြောင်းအရာလေးကိုကြည့်ပြီးကျွန်တော်အနေနဲ့အားလုံးကိုကျွန်တော်ပြောပြသွားချင်တာဖြစ်ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး30မှာဖယားသခင်ရဲ့ကောင်းကင်တမန်ကကော်နီလိရှိမှာလာပြီးထင်ရှားတယ်ပြီးတဲ့အခါမှာ तू ကဘာပြောလဲဆိုလို့ရှိရင်ရုပ်ပေမြို့မှာရှိတဲ့ပေတရုစီကိုတွားပါပေတရုကိုတွားပင့်မှာဆိုပြီးတော့မှဖယားသခင်ရဲ့ကောင်းကင်တမန်ကကော်နီလိစီမှာရောက်လာတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒါနဲ့ကော်နီလိကဖယားရဲ့အတန်ကိုသူချားတဲ့အခါမှာဟုတ်ပြီပေတရုကိုငါတို့တွားခေါ်မယ်အဲ့တော့ပေတရုကိုငါတို့တွားပင့်မယ်သူဆုံးဖြတ်ချက်ချလိုက်တယ်ဒါနဲ့သူပေတရုကိုတွားပင့်မှုရင်လည်းသူတွားတဲ့အခါမှာပေတရုကအဲ့ဒီမှာဘာလုပ်နေလဲဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးပဲတမန်ကျမ်းစာတစ်ချက်ကိုအတူတကွကျွန်တော်ကြည့်စေချင်တာဖြစ်ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး30အခန်းငယ်6မှာဘယ်လိုရေးထားလဲဆိုလို့ရှိရင်နတ်ပြန်နေ၌ထိုသူတို့သည်တွား၍ရုပ်ပေမြို့အနီးသို့ရောက်ကြသောအခါနှစ်ချက်ဒီအချိန်တွင်ပေတရုသည်ဆုတောင်းခြင်းကအိမ်အမိုးပေါ်သို့တက်လေ၏လို့ရေးထားတယ်အဲ့တော့ဒီမှာဘာပြောလဲဆိုလို့ရှိရင်ပေတရုဟာခေါင်မိုးပေါ်မှာရှိနေတယ်လို့တမန်ကျမ်းစာကဖော်ပြထားတာဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေနံပါတ်1တစ်ချက်အနေနဲ့သင် meditate လုပ်ချင်တယ်ဆိုလို့ရှိရင်သင် meditation ဝင်ချင်တယ်ဆိုလို့ရှိရင်သင်အနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင် location ကိုသင်ရွေးဖို့ရန်အတွက်လိုအပ်ပါတယ်ပထမအချက်ဒီနေရာဖြစ်ပါတယ်အဲ့ဒီနေရာကသင် meditate ကောင်းကောင်းလုပ်လို့ရမယ်နေရာမျိုးကိုကျွန်တော်ပြောတာဖြစ်ပါတယ်မိတ်ဆွေဒီနေရာတိုင်းမှာ meditate လုပ်လို့မရဘူးဖြစ်တယ်အဲ့တော့ဘာလုပ်ရမလဲဆိုရင်သင် meditate ကောင်းကောင်းလုပ်လို့ရမယ်နေရာကိုသင်အနေနဲ့ရွေးချယ်ဖို့ရန်အတွက်လိုအပ်တာဖြစ်ပါတယ်တနည်းအားဖြင့်သင်ရဲ့ဝိညာဉ်ဟာ comfortable ဖြစ်တဲ့နေရာဖြစ်ရမယ်သင်ရဲ့ဝိညာဉ်က distraction တွေမရှိဘူးသင်ကိုနှောက်ယှက်တဲ့အရာသင်ကိုစီးတားတဲ့အရာတွေမရှိတဲ့နေရာဖြစ်ဖို့ရန်အတွက်လိုအပ်တာဖြစ်ပါတယ်တနည်းအားဖြင့်သင်ရဲ့အိတ်ခမ်းဖြစ်ရင်ဖြစ်မယ်သင်ရဲ့ယုံကန်ဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်လည်းသင်ရဲ့ဧကန်းပင်လင်ဖြစ်ရင်ဖြစ်နိုင်တယ်ဒါပေမဲ့သင်သိတဲ့အဲ့ဒီနေရာကိုသင်ဝင်သွားတဲ့အခါမှာသင်ရဲ့ဝိညာဉ်ထဲမှာငြိမ်သက်ခြင်းရှိတယ်သင်နှောက်ယှက်မဲ့သူမရှိဘူးတခြင်းအော်ဆိုနေတဲ့သူတွေမရှိဘူးနော်သင်ရဲ့ကလေးကသင်ကိုလာပြီးမနှောက်ယှက်နိုင်ဘူးစသဖြင့်အနှောက်ယှက်နဲ့သင်ကင်းတဲ့နေရာဖြစ်ရမယ်သင်ဝိညာဉ်ငြိမ်သက်ခြင်းရှိတဲ့နေရာဖြစ်ရမယ်ဒါကြောင့်ကျမ်းစာထဲမှာပေတရုကြီးကဘာလုပ်လဲဆိုရင် meditate လုပ်ဖို့ရန်အတွက်သူအိမ်ခေါင်မိုးပေါ်တကူတကာသူသွားတာဖြစ်တယ်အဲ့တော့မိတ်ဆွေသင်ဟာ meditation လုပ်တတ်ချင်တယ်ဆိုရင် first step အနေနဲ့ပထမဦးဆုံးခြေလှမ်းအနေနဲ့သင်လုပ်ရမယ့်အရာကဘာလဲဆိုလို့ရှိရင် location နေရာကိုသင်ရှာရမှာဖြစ်တယ်ဒုတိယတစ်ချက်အနေနဲ့သူဟာအဲ့ဒီအိမ်ခေါင်မိုးပေါ်ကိုဘယ်အချိန်မှာသူတက်သွားတယ်ဆိုပြီးတော့မှတမန်ကျမ်းစာကအတိအကျရေးသားဖော်ပြထားတာဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတင့်အနေနဲ့ဆူတောင်းခြင်းတို့ meditation တို့တင်လှုပ်ချင်တယ်ဆိုလို့ရှိရင်တင့်အနေနဲ့တင်သတ်မှတ်ထားတဲ့အချိန်ရှိဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ကျွန်တော်တို့တမန်တော်ဝတ္ထုအခန်းကြီး3အခန်းငယ်1မှာကြည့်တဲ့အခါမှာလဲထိုအခါပထနာပြုရသော3ချက်ဒီအချိန်တိုင်းပေတရုနှင့်ယောဟန်တို့သည်ဗိမာန်တော်သို့တက်ကြသည်ရှိတော်လို့ရေးထားတယ်အဲ့တော့မိတ်ဆွေဒီမှာကြည့်လို့ရှိရင်လဲပေတရုနဲ့ယောဟန်တို့ဟာဆုတောင်းရမယ့်အချိန်အဲ့တော့တနည်းအားဖြင့်သူတို့ဟာဆုတောင်းချိန်ရှိတယ်သူတို့မှာသူတို့ကငါတို့အားရင်အားသလိုဆုတောင်းမယ်ကြုံရင်ကြုံသလိုဆုတောင်းမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့သူတို့မှာသတ်မှတ်ထားတဲ့ specific time ဆိုတာရှိရမယ်ဒါကြောင့်မိတ်ဆွေတဲ့အနေနဲ့သင် meditate လုပ်ချင်တယ်ဆိုလို့ရှိရင်သင်သတ်မှတ်ထားတဲ့
specific time ရှိကိုရှိရမယ်တဲ့အနေနဲ့ငါကြုံရင်ကြုံသလိုဆူတောင်းတယ်ငါအားတဲ့ခါမှာဆူတောင်းတယ်ငါထမင်းချက်ရင်းနဲ့ဆူတောင်းတယ်နော်ငါကားမောင်းနေရင်းနဲ့ငါဆူတောင်းတယ်ငါရေချိုးနေရင်းနဲ့တော့မှဆူတောင်းတယ်ဆိုတာမျိုးမဟုတ်ဘူးငါဟိုအချိန်မှာ meditate လုပ်မယ်ဒီအချိန်မှာ meditate လုပ်မယ်အားရင်အားတယ်လို့လုပ်မယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ဘယ်လိုမျိုးဖြစ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟာဆုံးဖြတ်ချက်ချထားတဲ့ specific time ရှိကိုရှိရမယ်ငါဒီနေ့ဘေးအချိန်မှာတော့ငါ meditate လုပ်မယ်ငါဒီနေ့ဘေးအချိန်မှာတော့ငါဆုတောင်းမယ်စတဲ့တင်တတ်မှတ်ထားတဲ့အချိန်ရှိရမယ်အဲ့ဒီအချိန်ကိုတင်တတ်မှတ်ထားတဲ့အခါမှာဖယားတခင်ကတင့်ကိုအလွယ်တကူလာရောက်စကားပြောလို့ရတာဖြစ်တယ်ကျွန်တော်တို့ကဘာဦးချမ်းထဲမှာဖြစ်လေအာဒန်နဲ့အေဝါဟာဖယားတခင်တို့ကိုလာတွေ့တဲ့ specific time ရှိတာဖြစ်ပါတယ်ဖယားနဲ့မိသားရဖွဲ့ရမယ်အချိန်ဆိုတာရှိတာဖြစ်ပါတယ်ဖယားကနေအေးသောအချိန်မှာတို့နဲ့လာပြီးမိသားရဖွဲ့တယ်လို့ပြောတယ်တနည်းအားဖြင့်မိတ်ဆွေတင်လဲဖယားတခင်နဲ့ပတ်သက်တဲ့ meditation လုပ်ချင်တယ်ဆိုလို့ရှိရင်တင်ဘာလုပ်ရမလဲဆိုရင်တင်ဘက်ကနေတင်သတ်မှတ်ထားတဲ့အချိန်ရှိဖို့ရန်အတွက်တိတ်ကိုအရေးကြီးတာဖြစ်တယ်ဒါကြောင့်ပထမတစ်ချက်က location ဖြစ်တယ်ဒုတိယတစ်ချက်ကတော့ time ဖြစ်ပါတယ် meditate လုပ်ဖို့ရန်အတွက်တတိယအချက်အနေနဲ့ဘာလဲဆိုလို့ရှိရင် timing ဖြစ်တယ်timing က time နဲ့မတူဖြစ်တယ် time ကတင်သတ်မှတ်ထားတဲ့အချိန်တိုင်း timing ကြတော့ဘာလဲဆိုလို့ရှိရင်ဘယ်လိုမျိုးအချိန်မှာလဲဘယ်လိုမျိုးအချိန်နေမှာလဲအဲ့တော့တမန်ကျမ်းစာထဲမှာကျွန်တော်တို့ခုနကတမန်တော်ဝတ္ထုအခန်းကြီး30မှာဘာပြောလဲဆိုလို့ရှိရင်တမန်တော်ဝတ္ထုအခန်းကြီး30အခန်းငယ်30မှာစာမှု၍တဲ့အစာအာဟာရကိုအလိုရှိလေသူတစ်ပါးတို့သည်အစာအာဟာရကိုပြင်ဆင်ကြစဉ်အခါပေတရုသည်ဘဝင်ဖြစ်၍နေတဖြစ်လို့တမန်ကျမ်းစာရေးထားတာဖြစ်တယ်တနည်းအားဖြင့်သူဟာအဲ့အချိန်မှာဗိုက်စားတယ်သူဟာစာလောင်နေတဲ့အချိန်ဖြစ်တယ်ဒါကြောင့်မိတ်ဆွေသင် meditation လုပ်ချင်တယ်ဖျားထံကနေသင် receive လုပ်ချင်တယ်ဆိုလို့ရှိရင်ဘေးအချိန်ကအကောင်းဆုံးလဲဆိုရင်သင်အစာရှောင်နေတဲ့ကာလဟာအကောင်းဆုံးဖြစ်တယ်ဒါပေမဲ့အဲ့လိုပြောလို့အစာမရှောင်ရင် meditate မလုပ်ရဘူးလို့မပြောပါဘူးဒါပေမဲ့သင်ထဲမှာသင်တစုံတစ်ခုကိုစာလောင်နေစေအခါမှာသင်ဟာလောကအရာကိုစားသုံးမှုတဲ့ဖျားတခင်ကိုသင်ပို့ပြီးစာငတ်တယ်ဆိုတော့သင်ဘက်ကနေတောင်းတမှုပြင်းပြမှုကိုကျွန်တော်တို့ပြသဖို့ရန်အတွက်လိုအပ်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ timing ကတိတ်အရေးကြီးပါတယ်မိတ်ဆွေဒါဆိုလို့ရှိရင်မိတ်ဆွေဆိုပါစို့သင်ဟာ meditate လုပ်ဖို့ရန်အတွက်ဒီနေရာကိုရွေးပြီးပြီသင်ရဲ့အိတ်ခမ်းဖြစ်မယ်သင်ရဲ့ဧကန်ဖြစ်မယ်သင်ရဲ့ဆုတောင်းခမ်းဖြစ်မယ်ပြီးတဲ့အခါမှာသင်အချိန်ကိုသင်တတ်မှတ်ပြီးသွားပြီဘယ်နေ့ဘယ်နှစ်နာရီမှာတော့ပြီးတဲ့အခါမှာသင်အချိန်နော် timing ကိုလည်းသင်တတ်မှတ်ပြီးပြီဘယ်လိုမျိုးအချိန်တွေမှာသင်အစာရှောင်တဲ့ကာလဖြစ်မယ်အားလုံးတိတ်ဆိတ်နေတဲ့ကာလဖြစ်မယ်စသဖြင့်သင် timing ကိုသင်ရွေးပြီးသွားပြီဆိုရင်ဘယ်လိုမျိုးစပြီး meditate လုပ်မလဲဆိုတာကိုကျွန်တော်အနေငယ်ပြောပြမယ်ဘယ်လိုလုပ်ရမလဲဆိုရင်သင်ရဲ့ imagination ကိုသင်အသုံးပြုရမှာဖြစ်တယ် meditation လုပ်တဲ့အခါမှာသင်ဟာတစ်စုံတစ်ခုကိုစပြီးသင်အတွေးထဲမှာသင်စတွေးရတော့မယ်စပြီးတော့မှသင်စိတ်ထဲမှာသင်စပြီးစဉ်းစားရတော့မှာဖြစ်တယ်အဲ့တော့ဘလို့အကြောင်းအရာတွေကိုသင်စပြီးစဉ်းစားလို့ရလဲဆိုလို့ရှိရင်သင်အနေနဲ့ topic တစ်ခုကိုသင်စပြီးရွေးဖို့လိုအပ်တယ်ဥပမာကောင်းကင်တမန်တွေအကြောင်းလားကောင်းကင်တမန်တွေအကြောင်းထဲမှာမှကိုးကွယ်ခြင်းကောင်းကင်တမန်လား finance angel ငွေကြေးကောင်းကင်တမန်တွေလားဒါမှမဟုတ်လို့ရှိရင်သင်ဘယ်လိုမျိုး angel ကိုထင်ရှားစေချင်လဲသင်သက်တာလဲ assignment angel လားဒါမှမဟုတ်လို့ရှိရင်လေသင်ရဲ့ personal guardian angel အကြောင်းလားသင်စပြီးတော့မှ topic တစ်ခုကိုသင်ရွေးလိုက်မယ်သင်စပြီးအဲ့ဒီအရာကိုသင်စစဉ်းစားမယ်စပြီးသင်တွေးမယ်စပြီးသူတို့အကြောင်းကိုသင်စပြီးပုံဖော်မယ်ဒါဟာသင် meditation လုပ်ဖို့ရန်အတွက်အရေးကြီးတဲ့အရာဖြစ်တယ်သင် topic တစ်ခုကိုစရွေးမယ်အချို့သောသူတွေက meditation လုပ်တဲ့အခါမှာအကြောင်းအရာတွေအများကြီးကိုရှောက်ပြီးတွေးတယ်အကြောင်းအရာတွေအများကြီးကိုစဉ်းစားတယ်အဲ့ဒါဟာမှားတယ်မိတ်ဆွေအကြောင်းအရာတစ်ခုကိစ္စတစ်ခုကိုပဲသင်အနေနဲ့စပြီးသင်စဉ်းစားရမှာဖြစ်တယ်ဒါကြောင့်သင်ဟာစပြီးတော့မှသင်အချိန်တိုင်းသင်ရွေးပြီးပြီသင်နေရာရွေးပြီးပြီသင် timing လည်းသင်မှာကောင်းနေပြီသင်အကြောင်းအရာတစ်ခုကိုစပြီးသင်စဉ်းစားပြီးဆိုလို့ရှိရင်သင်ဟာ meditation လုပ်ဖို့ရန်အတွက်အခြေခံအချက်လက်တွေကိုပြီးဆုံးသွားပြီဖြစ်တယ်။အဲကြောင့်ဒီနေ့မှာသင် meditate လုပ်ဖို့ရန်စပြီးပုံဖော်ပါ။ဖယားတခင်နဲ့သင်နဲ့စကားပြောနေတယ်။ဖယားတခင်ရဲ့ကောင်းကင်တမန်တွေကိုသင်အဆက်အသွယ်လုပ်နေတယ်။ assignment angel တွေကသင်ဘဝထဲမှာသင်လိုအပ်တဲ့သင်ဘဝရဲ့ assignment တွေကိုသူတို့ဟာလှုပ်ဆောင်ပေးနေတယ်။သင်ရဲ့ guardian angel ကသင်ကို protect လုပ်ပေးနေတယ်။စသဖြင့် finance angel တွေကတင့်ကိုငွေရေးကြေးရေးဆိုင်ရာကောင်းကြီးမင်္ဂလာတွေယူဆောင်လာပေးနေတယ်ဆိုတော့အရာတွေကိုတင်စပြီးတော့မှ imagine လုပ်ဖို့ရန်အတွက်အရေးကြီးတယ် meditation မှာအရေးအကြီးဆုံး require ဖြစ်တဲ့အရာဒီ imagination ဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေဒီနေ့မှာတင်စပြီးတော့မှအကြောင်းအရာတစ်ခုကိုတင်စပြီးတွေးဖို့ရန်အတွက်ဖြစ်တယ်ဖယားတခင်ကအဲ့ဒီတင်တွေးနေစင်မှာပဲဖယားရဲ့ထင်ရှားခြင်းကိုတင်အသက်တာထဲမှာတင်မြင်တွေ့ရမှာဖြစ်တယ်တမန်ကျမ်းစာထဲမှာဒံယေလနာဂတိကျမ်းအခန်းကြီး4အခန်းငယ်30မှာဘာပြောလဲဆိုလို့ရှိရင်ငါသည်
တလွန်တော်ပေါ်တွင်တွေးတောလျက်နေစဉ်စိတ်အာယုံတွင်ကဘာမြေကြီးရဲ့အလဲဘဟု၌အလွန်မြင့်မာသောတစ်ပင်တစ်ပင်ကိုငါမြင်ရ၏လို့ဓမ္မကျမ်းစာထဲမှာဒံယေလကဖော်ပြထားတာဖြစ်ပါတယ်သူဟာ meditate လုပ်နေစဉ်မှာပင်လေဖျားထံကလာတဲ့ open vision တွေကိုသူစပြီးမြင်ရတာဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေတင် topic တစ်ခုကိုစပြီးတင်တွေးလိုက်တဲ့အခါမှာဖျားကတင့်ကိုစပြီး open vision တွေထည့်ပေးမယ်ဖျားတင့်ကိုမြင်ရတဲ့အစွမ်းစားတွေပေးမယ်တင်ကြားရတဲ့အခွင့်ရှိမယ်ဖျားနဲ့တင်စပြီးချိတ်ဆက်တက်လာမယ်ဖျားရဲ့ကောင်းကင်တမန်တွေရဲ့အလုပ်လုပ်ခြင်းတွေကိုတင်အသက်တာထဲမှာတင်စပြီးမြင်တွေ့လာရတော့မှာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့မှာကျွန်တော်ပြောပြသွားတဲ့အချက်တွေအတိုင်းပဲမိတ်ဆွေတိတ်အရေးကြီးတယ်နေရာဖြစ်တယ်တိတ်အရေးကြီးတယ်အချိန်ဖြစ်တယ်တိတ်အရေးကြီးတယ် timing ဖြစ်တယ်စတုဒ္ဒအချက်အနေနဲ့အရေးကြီးဆုံးကတော့တင်းရဲ့ topic ဖြစ်တယ်တင်ဘာအကြောင်းအရာဒီနေ့မှာစပြီး meditate လုပ်တယ်တင်ဘက်ကနေစပြီးတော့မှတင်ရွေးချယ်တဲ့အခါမှာဖခင်ရဲ့ထင်ရှားခြင်းဖခင်ရဲ့အလုပ်လုပ်ခြင်းဖခင်ရဲ့အသက်ဖခင်ထံကလာတဲ့ယူပါယုံတွေကိုတင်မြင်ရမှာဖြစ်ပါတယ်ဒီနေ့မှာတင်စပြီး meditate လုပ်ကြည့်ပါစပြီး meditation ကိုတင် practice လုပ်ဒါဆိုရင်တင်ရဲ့ဝိညာဉ်ရေးရ level မြင့်လာတာကိုတင်ကိုယ်တိုင်မြင်တွေ့ရလိမ့်မယ်ဒါကြောင့်မလို့အားလုံးပဲဒီထက်ပိုပြီးတော့မှနက်နဲတဲ့ meditation အကြောင်းကိုသိချင်တယ်ဆိုလို့ရှိရင် comment မှာ deep လို့ရေးခဲ့ပေးပါကျွန်တော်ဆက်ပြီးတော့မှ meditation အကြောင်းကိုကျွန်တော်ပြောပြသွားမယ်ဘယ်လိုမျိုး deeper realm တွေကိုကျွန်တော်တို့သွားမလဲဆိုတာကိုကျွန်တော်အနေနဲ့ဆက်ပြီးပြောပြသွားမှာဖြစ်တယ်အရောက်စီတိုင်းကိုဖခင်အထူးပဲကောင်းချီးပေးပါစေ